အားလုံးမင်္ဂလာပါ IDVerse ကနေကြိုဆိုပါရစေအခုဗီဒီယိုမှာဒီ potentiometer အသုံးပြုနည်းနဲ့ Arduino ရဲ့ analog voltage ကိုလေ့လာသွားမှာဖြစ်ပါတယ်သူကဘယ်နေရာမှာအသုံးများလဲဆိုရင်ဒီ MIDI ရဲ့ brightness ကို control လုပ်တာဒီအတန်ချက်ဆက်တွေမှာ volume control လုပ်တာ motor ရဲ့ speed ကို control လုပ်တဲ့နေရာမှာအသုံးများပါတယ် analog ကြောင့်မပြောခင်မှာ digital နဲ့ analog ကွာခြားချက်လေးနည်းငယ်ကိုလေ့လာကြည့်မယ်ပါနော် Okay digital value မှာဆိုလို့ရှိရင်ဒီအခြေအနေကနှစ်မျိုးပဲဖြစ်နိုင်တယ်ပေါ့နော် on state နဲ့ off state ပေါ့နော် on ဆိုလို့ရှိရင်ဒါမီးလုံးနဲ့ဥပမာပေးမယ်ဆိုမီးလုံးလေးကပွင့်နေ on ပေါ့နော်တကယ်လို့မီးလုံးလေးကပိတ်နေတာမျိုးကျွန်တော်မီးခလုတ်ကိုပိတ်လိုက်တာမျိုးဆိုရင်ဒါ off state အဲ့ချိန်မှာဆိုရင်0ပေါ့နော်ဒီအခြေအနေနှစ်မျိုးပဲဖြစ်နိုင်တယ်ပေါ့နော် Okay အဲ့ဒါကို Arduino မှာကြာလို့ရှိရင်ကျွန်တော်ကမီးလုံးလေးကိုဒီဖွင့်လိုက်ပိတ်လိုက်လုပ်တဲ့အချိန်တော့ဆိုလို့ရှိရင်ဖြစ်နိုင်ကြမီးလုံးလေးလင်းသွားတယ်ဆိုတာ Arduino ကနေ5 voltထွက်သွားတာကိုပြောတာပေါ့နော်အဲ့ဒါက1 state နဲ့2 1 value နဲ့အတူတူပဲပေါ့နော် state နဲ့ကြည့်မယ်ဆိုရင်ဟိုဖြစ်နေတဲ့အချိန်ပေါ့နော် off ဖြစ်နေတဲ့အချိန်ဆို value အနေနဲ့ကြာရင်0ဆိုပေမဲ့ကျွန်တော်ကဒီ Arduino ကနေ0ဖို့ပဲဖြစ်သွားတယ်ပေါ့နော်ဘိုးမထွက်တော့ဘူးဆိုလို့ရှိရင်ဒါမီလုံးမလင်းတော့ဘူးပေါ့နော်အဓိကကသူဒီ digital value မှာ1နဲ့0ပေါ့နော်အဲ့အခြေအနေမှာပဲရှိရပါတော့Okay analog မှာကျတော့ဒါ voltage တွေပေါ့နော် voltage ကသူကအမျိုးမျိုးပြောင်းလဲလာတော့ဥပမာမီးလုံးကိုကျွန်တော်က brightness control လုပ်ချင်တာတို့နော် brightness control လုပ်မှဆိုလို့ရှိရင်သူကမီးလုံးက volt နည်းနည်းပေးရင်နည်းနည်းလေးပဲလင်းတယ် volt များများပေးရင်များများလင်းတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့ကျွန်တော် 0.0 volt ဆိုလို့ရှိရင်မလုံးဝမလင်းဘူးပေါ့နော် 1.2 2.2 ဆိုလို့ရှိရင်နည်းနည်းလေးလင်းတယ်ပေါ့နော် 3.5 ဆိုပိုလင်းလာတယ်5 volt ဆိုရင်အများကြီးလင်းတယ်ဒါပေမဲ့ဒီနေရာမှာ5 volt ဆိုတာကကျွန်တော်က Arduino နဲ့သုံးလို့5 voltလို့ဖြစ်တာပေါ့နော်သူ့ထက်ပိုနေတဲ့ကောင်လေးနဲ့သုံးတယ်ပေါ့နော်သုံးတယ်ဆိုရင်ဒီမှာ 3.3 ပေါ့ ESP32 လို့ကောင်မျိုးလေးဆို 3.3 volt ပဲအပေါ်အများဆုံးပြမှာပေါ့နော် Okay ဒါအဓိကကသူကဒီဖြစ်နိုင်ခြေကအများကြီးရှိတာပေါ့နော်ကိုဒီ potentiometer ကိုလှည့်ပြီးကစားလိုက်တဲ့ပုံမူတည်ပြီးတော့မှ analog value ပေးတဲ့ပုံမူတည်ပြီးတော့မှ volt တွေအမျိုးမျိုးပြောင်းလဲဖြစ်နေတာပေါ့နော် Okay ဒီလောက်ဆိုရင်တော့ဒါကျွန်တော်အခြေခံသိသွားပြီပေါ့နော်ဒါကတော့ဒီ project လုံးမဲ့ကျွန်တော်တို့ဒီလိုအပ်တဲ့စီဖြစ်ပါတယ်အရင်ဆုံးပေါ့နော် potentiometer ပင်အောင်မပြောရင်ပါ potentiometer ကဘာလဲဆိုလို့ရှိရင်ကျွန်တော်က variable resistor ပဲပုံမှန် resistor တွေမှာကကျတော့ value ကအသေးပဲပေါ့နော်ဥပမာ220 ohm လို့220 ohm အသေးပဲပေါ့နော်အခုဒီ potentiometer မှာဆို B 10 k ပေါ့နော်10 k resist 10 k potentiometer ဆိုတာကကျွန်တော်က0 ohm ကနေပြီးတော့ပေါ့နော်10 k ဆိုတာက k က1000ပေါ့နော်ရှေ့ကတုံညလုံးမှာ1000 k ပေါ့1000 ohm ပေါ့နော်1000 0ကနေ1000 ohm ကိုဒီကောင်လေးကိုလှည့်ပြီးတော့ပေါ့နော်ဒီ knob လေးကိုလှည့်ပြီးတော့မှ resistance value ကိုကျွန်တော်ချိန်ပြီးသုံးလို့ရတဲ့ကောင်ဖြစ်ပါတယ်ဒါအားကြောင့်မလို့ potentiometer က variable resistor ပါ Okay သူ့ရဲ့ပင်အောက်ကိုတွားလိုက်မယ်ပေါ့နော်သူ့ရဲ့ပင်အောက်ကိုဆိုလို့ရှိရင်ဒီ bevel က VCC ကအပေါင်းပင်ပေါ့နော်သူဒီ5 volt ချိန်ပေးရမယ်ပင် ground ပင်ကတော့ ground ချိန်ပေးရမယ်ပင်ပေါ့နော်အလဲကောင်ကတော့ output ပေါ့နော်ဒီလှည့်ပြီးချိန်လိုက်လို့ထွက်လာတဲ့ value တွေက output ဒီပင်ကနေထွက်လာမှာဖြစ်ပါတယ်ဒါလေးကတော့ wire ချိတ်ဆက်ပုံဖြစ်ပါတယ် wire ချိတ်ဆက်ပုံမှာ5 volt ကတော့ potentiometer ရဲ့ဒီ VCC ဘက်မှာချိတ်ရမယ် ground ပင်ပေါ့နော် ground ကကြတော့ potentiometer ရဲ့ ground မှာလည်းချိတ်မယ် LED ရဲ့အနှုတ်ဘက်အခြမ်းမှာလည်းချိတ်တယ်ပေါ့နော် A0 ပေါ့ A0 ပင်ကကြတော့တဲ့ potentiometer ရဲ့ output မှာချိတ်ရမှာဖြစ်ပါတယ်အဲ့ဒါမှကျွန်တော်တို့ကဒီလှည့်ပြီးချိန်လိုက်လှည့်လိုက်တဲ့အချိန်မှာ value တွေထွက်လာတာကိုကျွန်တော်က analog ပင် A0 ကနေ data တွေကိုဖတ်မှာဖြစ်ပါတယ်ပင်9ပေါ့နော်ဒီပင်9က LED အပေါင်းဘက်မှာချိန်တယ်ပေါ့နော်အဲ့ဒီကောင်ကကြတော့ကျွန်တော်ကဒီလှည့်ပြီးချိန်လိုက်တဲ့ value တွေကိုသိပြီဆိုလို့ရှိရင်ကျွန်တော်ကမီးလုံးလေးရဲ့ brightness ကို control လုပ်မှာမို့လို့ဖြစ်ပါတယ်မီးလုံးလေးကျွတ်မသွားအောင်အတွက်ကျွန်တော်ကတော့ဒီ ground ပင်မှာ resistor လေးတစ်လုံးခံပြီးတော့ချိတ်ထားပါတယ်Okay ဒါကတော့ ADC ပေါ့နော် ADC ဆိုတာက analog to digital converter ဖြစ်ပါတယ်သူကဘာလို့သုံးရလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီပေါ့နော် Arduino ကနေပြီးတော့ဒီ potentiometer နဲ့ချိတ်လိုက်တဲ့ချိန်မှာ value တွေကိုသူကတန်းပြီးတော့နားမလဲဘူးပေါ့နော်ဟိုဘက်ကနေထွက်လာတဲ့ဟာသူက variable resistor အုံးတန်ဖိုးတွေထွက်လာတာအုံးတန်ဖိုးတွေထွက်လာတယ်ဒီ voltage ကိုတေချာမသိသေးဘူးပေါ့နော်အဲ့ဒါကိုသိဖို့အတွက်ကြလို့ရှိရင်ဒီ ADC သုံးပြီးတော့သူက digital အနေနဲ့ပြောင်းပြီးတော့ဖတ်မှရမှာဖတ်ရမှာပေါ့နော်
အားကြောင့်မို့လို့ ultra resolution bit ကသူ support ပေးတာက10 bit ပေါ့နော် digital ပြောင်းမှာဆိုတဲ့အတွက် base 2ပေါ့နော် base 2ပေါ်မှာ power 10တင်လိုက်တယ်အဲ့ဒီကောင်ကိုကျွန်တော်နှစ်ကို10ကမြောက်လို့ရှိရင်ဒါ2024ထွက်တယ်ပေါ့ဗျာ2024ဆိုတော့0 to 0ကစတာဖြစ်တဲ့အတွက်1000 to 1023ဖြစ်ပါတယ် okay ကျွန်တော်တို့ကအဲ့ထွက်လာတဲ့ value ကို serial monitor မှာထုတ်ကြည့်မယ်ဆိုလို့ရှိရင်0ထွက်နေတယ်ဆိုလို့ရှိရင်ဒါ0ဖို့ပေါ့နော်တကယ်လို့လှည့်လိုက်မယ်ပေါ့နော်ဒီ potentiometer လေးကိုလှည့်လိုက်မယ်ဆိုရင် 511.5 ဒါမှမဟုတ်512ထွက်နေဆိုရင်2.5 volt ဝင်ခြင်းပေါ့နော်တကယ်လို့အများဆုံးကိုကျွန်တော်လှည့်လိုက်တယ်ပေါ့နော်အများဆုံးလှည့်လိုက်တယ်အမြင့်ဆုံးကိုလှည့်လိုက်တယ်ဆိုရင်2023တကယ်လို့ထွက်ခဲ့တယ်ဆိုရင်ဒါ5 volt ပေါ့နော်5 volt ဝင်လာတယ်ပေါ့နော်အဲ့ဒီအသေးပဲဖြစ်ပါတယ် okay ခုကတော့ဒါကျွန်တော် program ကိုရှင်းပြမှာဖြစ်ပါတယ် program မှာဆိုရင်ဒါ pop pin ပေါ့နော် potentiometer pin က A0 မှာ output ပေါ့နော် potentiometer ရဲ့ output pin က A0 မှာချိတ်ထားတယ်ဆိုတာဖြစ်ပါတယ်LED pin ကတော့ pin 9မှာချိတ်ထားတယ် okay pin mode မှာ LED pin ကိုကျွန်တော်တို့က output ထားမယ်ပေါ့နော် serial monitor ကို9600 baud rate မှာဖွင့်ထားတယ်ပေါ့ okay loop function ထဲမှာဆိုရင် potentiometer ကနေရလာတဲ့ value ကို analog data ဖတ်မယ်ပေါ့နော်ဖတ်လိုက်တယ်ဆိုလို့ရှိရင်ဒါ pop pin ကနေဖတ်မယ်ပေါ့နော်ဖတ်လိုက်တယ်ရလာတဲ့ data ကို pop value ထဲမှာထည့်ထားတယ်ပေါ့okay output value ပေါ့နော် output value ကဘာလဲဆိုလို့ရှိရင်ကျွန်တော် pop value ကိုဒီပေါ့နော် potentiometer ကနေရတဲ့ value ကိုသူကဒီမှာထည့်တယ်ပေါ့ထည့်တဲ့ဟာကအမှဒီ pop value ကတကယ်လို့0ကနေ2023တွင်သူကဖြစ်နိုင်ခြေရှိရပေါ့နော်အနည်းဆုံး minimum က0ဖြစ်နိုင်တယ် maximum က2023ဖြစ်နိုင်တယ်ပေါ့နော်ဘာလို့2023ဖြစ်လဲဆိုတော့ရှေ့မှာကျွန်တော် ATC မှာပြောပြီးသားဖြစ်ပါတယ် okay ဒီပေါ့နော်ဒီ0 to 255ဆိုတာကြတော့ကျွန်တော်တို့ကဒီ LED မီလုံးကိုပြန်ပြီးတော့ရေးတဲ့အချိန်မှာဆိုလို့ရှိရင်ကျွန်တော်0 to 255အတွင်းမှာရေးပေးရမှာဖြစ်ပါတယ် okay အဲ့ဒါကို map function ထဲမှာကျွန်တော်ထည့်ထားရပါတော့ map function ထဲမှာထည့်ပြီးတော့မှကျွန်တော်ကဒီ min max value ကိုတွက်လိုက်တာပေါ့နော် min max value ကိုတွက်လိုက်တဲ့အချိန်မှာဥပမာ0ဝင်လာတယ်ဆိုလို့ရှိရင်0ရေးမယ်ပေါ့နော်တကယ်လို့ထားပါတော့2023ဝင်လာတယ်ဆိုလို့ရှိရင်255ရေးမယ်ပေါ့နော်အဲ့ဒီအဓိပ္ပာယ်ဖြစ်ပါတယ်အဲ့ဆိုလို့ရှိရင်အဲ့ဒီကနေ map function တွေရလာမယ်ပေါ့ဥပမာကျွန်တော်2023ပေါ့ဒီ potentiometer ကနေပြီးတော့ကျွန်တော်ကဒီ resistance value အနှိမ်ဆုံးဖြစ်အောင်လုပ်လိုက်လို့ရှိရင်2023ထွက်လာမယ်အဲ့ဆိုရင်255ကဒီ output value တွေကိုဝင်သွားမယ်ပေါ့နော် okay output value ထဲမှာဝင်သွားပြီဆိုလို့ရှိရင်ကျွန်တော်က analog right ကျွန်တော်ကဒီ LED မီလုံးကိုစပြီးတော့ကျွန်တော်ကရေးတော့မယ်ပေါ့နော်ဒီ value ဘယ်လောက်နဲ့ထားရမလဲပေါ့နော် brightness level ဘယ်လောက်ထားရမယ်ဆိုတာကိုဒါ output value ထဲမှာကျွန်တော်ကခုန255ဆိုရင်ဒါအများဆုံးပေါ့နော်5 volt ပေါ့နော်255က5 volt အများဆုံး analog value ရေးပေးမယ်ပေါ့နော်အဲဆိုလို့ရှိရင် LED pin ကိုရေးလိုက်တယ်အဲဆို LED မီလုံးကအမြင့်ဆုံးလင်းမယ်ပေါ့တကယ်လို့0ဝင်လာတယ်ပေါ့0ဝင်လာမယ်ဆိုလို့ရှိရင်ဒီ0ကဒီ output value တွေကိုရောက်သွားမယ် output value က0ဆိုတဲ့အတွက် LED မီလုံးလေးကမီးမှိန်ပြီးတော့ပိတ်သွားမယ်ပေါ့နော် okay ဒါကတော့ analog right နဲ့ဒါမီလုံးကိုဒါ brightness control လုပ်လိုက်တဲ့ line လေးဖြစ်ပါတယ်ဒါကကြတော့ဒါကျွန်တော်ကထုတ်ကြည့်ရပါတော့ဒီ potentiometer ရဲ့ value ဘယ်လောက်ဝင်လာတယ်ဆိုတာဒီမှာထုတ်ပြမယ်ဒါကကြတော့မီလုံးကိုဘယ်လောက် value ရေးနေတယ်ဆိုတာကိုကျွန်တော် serial monitor မှာထုတ်ကြည့်ရဖြစ်ပါတယ်ဒီလေး20 millisecond အကြာ program ဒီကျွန်တော်တို့ serial monitor မှာအရင်မြန်နေမှာဖြစ်လို့အဲကြောင့်မို့လို့ကျွန်တော်ကနည်းနည်းလေးနှေးသွားအောင်20 millisecond လေးထားပြီးတော့မှဒီ program လေးကိုနည်းနည်းလေးနှေးအောင်လေးလုပ်ထားတယ် okay ဒါလေးကတော့ program လေးဖြစ်ပါတယ် program လေးကိုနည်းနည်း combine လုပ်ကြည့်မယ်နော် okay ဒါက combine လေးဆိုတော့ဘာပြဿနာမှလည်းမရှိဘူးပေါ့နော်အဲဆိုလို့ရှိရင် program တော့ upload လုပ်လို့ရပါပြီ program upload လုပ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ video ထဲမှာမြင်ရတဲ့အတိုင်းပဲဒီ potentiometer လေးကိုသုံးပြီးတော့ဒီ LED ရဲ့ brightness ကို control လုပ်လို့ရပါပြီဒါကတော့ကျွန်တော်တို့ Arduino ရဲ့ analog voltage ကိုလေ့လာခဲ့တာဖြစ်ပါတယ်ကြည့်ရှုသူတွေအားလုံးလည်းနားလည်မယ်လို့မျှော်လင့်ပါတယ်နားမလည်တာရှိရင်လည်း comment မှာမေးနိုင်ပါတယ်ကုန်းနဲ့ diagram ကို description မှာကျွန်တော်လေ့ချပေးထားပါမယ်ကြည့်ရှုပေးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ် IDVAS ပါနောက်ဗီဒီယိုတွေနဲ့ပြန်လာခဲ့ပါမယ်